အားလုံးပဲမင်္ဂလာပါရှင်စာဖတ်ခန်းလေးကနေကြိုဆိုလိုက်ပါတယ်ကျမစာဖတ်သူနှင်းဝေပါရှင်ဒီနေ့တော့ညီညီစံရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်လေးတွေကပြင်းပြင်းပြပြဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်မြန်မာစကားပုံမှာအိုမင်းမစွမ်းဆိုတဲ့စကားတစ်ခွန်းရှိပါတယ်အတိပ္ပယ်ကလူတွေဟာအိုမင်းရင်ရော်လာတာနဲ့မျှစွမ်းဆောင်ရည်တွေကျဆင်းသွားတယ်ဆိုတဲ့သဘောပဲဒါပေမဲ့ဒီကနေ့မှာတချို့လူငယ်တွေကိုမြင်ရတဲ့အခါဒီစကားကိုပြောင်းရမလို့တောင်ဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့တချို့လူငယ်တွေကမအိုခင်ကလေးကစွမ်းဆောင်ရည်တွေကျဆင်းသွားကြလို့ပါပဲ။ဆိုတော့တွေးမိတာကအိုမင်းချင်းနဲ့စွမ်းဆောင်ခြင်းကတကယ်ပဲဓာတ်ရိုက်အချိုးကျသလားပေါ့။ကျွန်တော်အတွက်တော့အဲ့ဒီနှစ်ခုကြားမှာစိတ်ခံစားမှုတစ်ခုသို့မဟုတ်ခံယူချက်တစ်ခုကချိတ်ဆက်နေတယ်လို့မြင်မိတယ်။ဘာကြောင့်လဲဆိုတော့အိုမင်းမစွမ်းဆိုတဲ့စကားကရှိနေပေမဲ့မအိုခင်ကလေးကမစွမ်းတော့တဲ့လူတွေရှိနေသလိုအိုရီတိုင်အောင်စွမ်းနေသေးတဲ့လူတွေလည်းရှိနေသေးလို့ပါပဲ။ဒီအကြောင်းနဲ့ပတ်သက်လို့ဟိုတလောက Facebook ပေါ်ကနေလူတစ်ယောက်အကြောင်းကိုအနည်းချင်းဖတ်လိုက်ရပါတယ်။သူ့နာမည်က Inidina Modista Pires တဲ့အာဂျင်တီးနားနိုင်ငံသူအသက်86နှစ်အရွယ်အဖွာတစ်ယောက်ပေါ့။သူကနိုင်ငံအနောက်မြောက်ပိုင်းဆော်တာမြို့မှာပြုလုပ်တဲ့မာရသွန်ပြိုင်ပွဲကိုဝင်ရောက်ဆင်နွှဲပြီးပန်းဝင်တဲ့အထိပြေးလွှားခဲ့သူပါသူ့အနေနဲ့ပန်းဝင်တာတော့လာရောက်ကြည့်ရှုသူပရိသတ်အပေါင်းကတောင်းတောင်းဖြဖြလက်ခုပ်တီးချီးကျူးကြတဲ့ဒါကိုတချို့လူတွေအတွက်တော့ဘာမှမဟုတ်တဲ့ကိစ္စလို့ထင်ကောင်းထင်နိုင်တယ်တကယ်ကသူ့ရဲ့လုပ်ရဟာကျွန်တော်တို့ကိုဘဝအသည့်တွေအများကြီးပေးခဲ့ပါတယ်တေချာစဉ်းစားကြည့်ပါသူကတာမန်ရွယ်မဟုတ်တော့ပါဘူးအများအခေါ်ဆို86နှစ်ဆိုတာတကယ်ကိုအိုမင်းချိန်ရောက်နေပါပြီတချို့ဆိုသူ့ရွယ်တောင်မနေလိုက်ရပဲတည်သွားတဲ့သူလည်းအများကြီးသူ့ရွယ်လောက်ရှိနေပြန်ရင်လဲအိပ်ရတယ်လဲလျောင်းနေရတဲ့အနေအထားဖြစ်နေပါပြီဒါပေမဲ့ပီရက်ဆိုတဲ့အာဂျင်တီးနားအဖွားကြီးကတော့ဒီအနေအထားတွေကိုပိုင်နိုင်ရိုက်ချိုးသွားပါတော့တယ်နောက်တစ်ခုကသူ့အနေနဲ့ဝင်ပြိုင်နေဆိုတာတာမန်ကိစ္စတစ်ခုအဖြစ်တွေးထားရင်အဆုံးသက်ပန်းနိုင်ရောက်တဲ့အထိပြေးဖို့ကစိတ်အင်အားအများကြီးလိုပါလိမ့်မယ်အဲ့ဒီစိတ်အင်အားကသူပန်းဝင်အောင်ပြေးမယ်ဆိုတဲ့ပြင်းပြလွန်တဲ့စိတ်အင်အားပါပဲတကယ်တော့သူ့လိုအသက်ကြီးမှပြင်းပြစိတ်ဆန္ဒတွေကြောင့်ကမ္ဘာစံချိန်ချိုးသွားတဲ့နောက်ထပ်တာရကတွေလည်းအများကြီးရှိပါသေးတယ်။ထားပါဆိုလိုတာကအိုမင်းချင်းနဲ့စွမ်းဆောင်ခြင်းဆိုတာအများအားဖြင့်ဓာတ်ရိုက်အချိုးကျတတ်ပေမဲ့စိတ်အင်အားပြင်းပြလွန်းတဲ့တချို့လူတွေအတွက်တော့ဒီသဘောတရားကမှားနေတယ်ဆိုတာကိုပါဒီတော့ကျွန်တော်တို့အနေနဲ့အသက်ကြီးတာငယ်တာကိုခဏထားပြင်းပြတဲ့စိတ်ဆန္ဒတွေရှိနေသေးရင်ဘာမဆိုလုပ်နိုင်ပါသေးတယ်ခက်တာကလူအများစုဟာတစ်ခုခုကိုလုပ်ပြီးဆိုရင်ပြင်းပြတဲ့စိတ်အင်အားတွေရှိမနေကြပါဘူးဒါဟာအိုမင်းနေပြီဖြစ်တဲ့လူကြီးတွေအတွက်တိတ်ပြီးမလိုတော့ပေမဲ့ကိုယ့်အနာဂတ်ကိုကိုယ်တိုင်ထုစစ်ချင်တဲ့လူငယ်တွေအနေနဲ့ဒီစိတ်ဓာတ်ကလိုနေပါတယ်ဒါကြောင့်ကိုပါလုပ်ချင်တယ်ကိုပါဖြစ်ချင်တယ်ဆိုတဲ့စဉ်းစားဆုံးဖြတ်ပါပြီးရင်မရအောင်လုပ်မယ်ဆိုတဲ့ပြင်းပြတဲ့စိတ်ဆန္ဒလှုပ်ဆောင်ပါကိုယ့်ရဲ့စိတ်ပိုင်းဖြတ်မှုတိုင်းကမြားတစင်းရဲ့ထိတ်လိုခြုံမြထက်ရှာနေပါစေဒါဆိုဘယ်အတားအဆီးကိုမဆိုထိုးဖောက်ကျော်လွှားနိုင်ပြီပေါ့အရေးကြီးတာကကိုယ်ခရီးဘလောက်ဝေးသလဲဆိုတဲ့အကြောင်းရင်းမဟုတ်ဘူးရောက်အောင်သွားမယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပြင်းပြစိတ်ပိုင်းဖြတ်မှုကဒါအဓိကပါညီညီစံရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ကလေးကနေပြင်းပြဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်စာဖတ်ခန်းကလေးကို
နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့နော်